ကျွန်တော်တို့ဗမာတွေမဲ့စောက်ကျင်တခုရှိဘာကဒါလည်းပဲကျွန်တော်တို့ကြုံပြစ်ခဲ့ရတဲ့အတွက်ဖြစ်တာဖြစ်ခြင်းဖြစ်မယ်ဒါလည်းဆိုတော့ကျွန်တော်ဂျပန်ကစ်တုန်းကလေပြိုင်ပွဲပသိမ်ဘက်မဲ့သွားတဲ့အခါလေပြိုင်ပွဲကြီးခဲ့လေတွေပြိုင်လိုက်တာသင်းတင်လိုက်တဲ့အခါမဲ့နိုင်တဲ့အသင်းကပန်းတိုင်မရောက်သေးဘူးရှေ့ကိုနည်းနည်းရောက်တဲ့ဆိုရင်ပဲတက်ထောင်ကြွားတာတက်ထောင်တကရှုံးတဲ့နောက်ကျနေတဲ့လေကလည်းပဲပန်းတိုင်မရောက်သေးဘူးဟုတ်လားကြိုးစားတယ်ဆိုရင်ကြိုးစားနိုင်သေးတယ်မကြိုးစားခြင်းတော့ဘူးကျုံးမှာပါပဲကွာဆိုခြေပြစ်လက်ပြစ်လို့တဲမခတ်ချင်တော့ဒါပါလဲဆိုရင်တကယ်တိုက်ဒီထူထောင်တဲ့နေရာမဲ့လွတ်လပ်တဲ့လူမျိုးနဲ့ထိုက်တန်တဲ့စိတ်ဓာတ်မျိုးမဟုတ်အဲ့ဒီစိတ်ဓာတ်မျိုးကဂျုံဖြစ်တဲ့စိတ်ဓာတ်မျိုးဂျုံဖြစ်မဲ့စိတ်ဓာတ်မျိုးဒီစိတ်ဓာတ်မျိုးရှိနေတဲ့မြတ်ကာလပတ်လုံးတို့ဗမာတွေဂျုံဖြစ်နေပါပဲလွတ်လပ်ရေးရရင်လည်းပဲညံ့ပြန်ဂျုံဖြစ်မှာပဲဟုတ်လား